Hello， 欢迎收看小山羊汉语。小山羊 Chinese ကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ဒီနေ့အတန်တုံးပြောင်းလဲခြင်းကိုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်။ဆိုတော့လေကြုံဘူးကြလားအဲ့လိုမျိုးတရုတ်စာကိုလည်းအခြေအနေတစ်ခုထိတော့လေ့လာပြီးသွားပြီ။ vocabulary လည်းခေါင်းထဲမှာရှိတယ်။စာကြောင်းတွေလည်းဝါကျလေးလည်းကောင်းကောင်းဖွဲ့တတ်တယ်။အရေးသားပိုင်းမှာလည်း okay တယ်။ဒါပေမဲ့စကားပြောတဲ့အချိန်မှာသာတဘာဝကြမနေဘူး။အတန်ကြီးကကြောင်တောင်တောင်ကြီးဖြစ်နေတယ်။နားထိုင်နားကလောနေတယ်ပေါ့။အဲ့လိုမျိုးအခြေအနေကြတော့ဘာကြောင့်ဖြစ်တာလဲကဲဒီနေ့ကျွန်တော်တင်ပြပေးသွားမယ့်အကြောင်းအရာလေးကအခုဒီ problem ကို solve လုပ်ပေးမယ့်သင်ခန်းစာလေးဖြစ်ပါတယ်။ဘာလဲဆိုတော့အတန်တုံးပြောင်းလဲပုံတရုတ်စာလေ့လာနေတဲ့အကြောင်းသားတွေတိုင်းသိတယ်တရုတ်စာမှာအတန်တုံးက၄ခုရှိတယ်။ဆိုတော့အတန်တုံး၄ခုကအာဟုတ်တယ်နော်။ဆိုတော့ဒီအတန်တုံး၄ခုမှာအဓိကတိုင်ပတ်စေတဲ့အတန်တုံးကဘာလဲဆိုရင်第三声ဒီ第三声ကိုကျွန်တော်တို့စကားပြောတဲ့အချိန်မှာစာဖတ်တဲ့အချိန်မှာဆိုရင်လေတော်တော်များများကဘယ်လိုမျိုးဖတ်ရမလဲအတန်တုံးကြီးပြောင်းလိုက်ရမှာလားဒီတိုင်းပဲဆက်ဖတ်ရမှာလားဆက်ဖတ်လိုက်တော့လေတစ်မျိုးကြီးဖြစ်နေတယ်အဲ့လိုမျိုးအခြေအနေမျိုးတွေအကြောင်းမလို့ပါเนาะတီးတန့်ရှင်းပြပေးတဲ့ဗီဒီယိုလေးလုပ်လိုက်တာဖြစ်ပါတယ်好那我们废话不多说我们来看一下ဒီဇယားလေးကိုကျွန်တော်တို့ကြည့်လိုက်မယ်အတန်တုံး1နဲ့3 4အတန်တုံး4ခုပေါ့နော်တရုတ်လို့ဆိုရင်တော့1声2声3声4声လို့အလွယ်ဖတ်ကြတယ်သူ့မှာသူ့ရဲ့ကိုယ်ပိုင်နာမည်ရှိတယ်ပေါ့နော်音平阳平上声去声 okay အတတိယအတန်တုံးကို上声လို့မဖတ်ဘူးနော်第三声上声လို့ဖတ်တယ်好ဆိုတော့သူတို့ရဲ့အတန်ထွက်ပုံကိုတော့ကျွန်တော်မြန်မြန်လေးရှင်းပြပေးမယ်好第一声音频ကိုကြတော့ကျွန်တော်တို့ဘယ်လိုဖတ်လဲဆိုရင်အတန်အိုးအမြင့်ဆုံးနေရာကိုထားပြီးကျွန်တော်ဖတ်မယ်ရမယ်နော်အတန်တုံးကိုမြင့်မြင့်လေးထားမယ်ဆိုတော့အားကို第一声နဲ့ဖတ်လိုက်တော့အာမြင့်မြင့်လေးဖတ်တယ်အာမဖတ်ဘူးနော်好ဒုတိယအတန်တုံး阳平ကိုကြတော့ကျွန်တော်တို့ဘယ်လိုဖတ်လဲဆိုရင်အလေလက်အတန်နဲ့အတန်ကိုမြင့်လိုက်မယ်ဆိုတော့အာရမယ်နော်တတိယအတန်တုံးကြတော့ကျွန်တော်တို့ကအတန်ကိုအနှိမ့်ဆုံးထိအရင်ဖိချလိုက်မယ်ပြီးကြရင်အတန်ကိုအလေလက်လောက်ထိပြန်တင်မယ်好好ပြီးကြတော့စတုထအတန်တုံးကိုကြတော့ကျွန်တော်တို့ကအမြင့်ဆုံးကနေအနှိမ့်ဆုံးထိဆင်းတယ်ရမယ်နော်好ဆိုတော့ရမယ်နော်好那我们来看一下第三声ကြည့်ကြည့်အောင်第三声မှာကျွန်တော်တို့တတိယအတန်တုံးရဲ့ပြောင်းလဲခြင်းတွေကဘာတွေရှိလဲ好တတိယအတန်တုံးကျွန်တော်တို့ကြည့်ကြည့်လိုက်အမှန်ချစ်ပုံစံလေးဟုတ်တယ်နော်အဲ့ဆိုတော့ဒီအမှန်ချစ်ပုံစံလေးကအတန်ထွက်ကနှစ်ပိုင်းရှိတယ်好你看对吧好အဲ့ဆိုရင်တတိယအတန်တုံးကျွန်တော်တို့ဖတ်တဲ့အချိန်မှာတခါတလေကြရင်အတန်တဝက်ပဲဖတ်တယ်တခါတလေကြရင်အတန်အပြည့်ဖတ်ပြတယ်好တတိယအတန်တုံးကိုဘယ်အချိန်မှာအတန်တဝက်လောက်ပဲဖတ်ပြီးတော့ဘယ်အချိန်မှာအတန်အပြည့်ဖတ်တယ်လဲဆိုတော့အကယ်၍စာကြောင်းတစ်ကြောင်းရဲ့နောက်ဆုံးတစ်လုံးဖြစ်နေတယ်ဆိုရင်တတိယအတန်တုံးကျွန်တော်တို့အပြည့်ဖတ်ရမယ်အကယ်၍第三声တတိယအတန်တုံးကနောက်ဆုံးတစ်လုံးမဟုတ်နေဘူးဆိုရင်တတိယအတန်တုံးကျွန်တော်တဝက်ဖတ်ပေးရတယ်ရမယ်နော်好ဘာဖြစ်လို့အတန်တုံးကိုတဝက်ဖတ်ရတယ်လဲဘာဖြစ်လို့အတန်တုံးအပြည့်ဖတ်ရတယ်လဲဆိုတော့တတိယအတန်တုံးကအတန်နှစ်ပိုင်းရှိတဲ့အတွက်ကြောင့်သူကအချိန်ပိုပေးရတယ်တရုတ်စကားပြောတဲ့အချိန်မှာသူကအတန်ကိုအချိန်နဲ့ပြောရတဲ့အတွက်ကြောင့်တတိယအတန်တုံးကိုကျွန်တော်တို့ကအပြည့်ဖတ်လိုက်ရင်အချိန်ပြတ်သွားတတ်တယ်ရမယ်နော်ဒါကြောင့်မလို့နောက်ဆုံးတစ်လုံးဖြစ်တဲ့အချိန်ကြရင်ဒါကျွန်တော်တို့ကတတိယအတန်တုံးကိုအပြည့်ဖတ်ပေးလေးရှိတယ်ပေါ့နော်好ဥပမာကျွန်တော်ကြည့်ကြည့်အောင်这里的天气非常好好你看这里的里 okay 里က第三声ဟုတ်တယ်နော်里ဒါပေမဲ့ကျွန်တော်တို့ကစာကြောင်းရဲ့အလေဆိုတာစာကြောင်းအထဲထဲမှာရှိနေတာပေါ့နော်နောက်ဆုံးတစ်လုံးမဟုတ်နေဘူးဒီလိုမျိုးအခြေအနေမျိုးမှာဆိုရင်တတိယအတန်တုံးကျွန်တော်တဝက်ဖတ်ပေးရတယ်这里的天气非常好你看好ကိုကြည့်လိုက်မယ်ဆိုရင်好ကလည်းတတိယအတန်တုံးဒါပေမဲ့သူကစာကြောင်းရဲ့နောက်ဆုံးတစ်လုံးဖြစ်နေတဲ့ကြောင့်မလို့ကျွန်တော်တို့ကအပြည့်ဖတ်ပေးလိုက်တာပေါ့နော်好这里的天气非常好这里的天气非常好ဒီမှာကြည့်ကြည့်မယ်这里ကိုကျွန်တော်တို့ကဒါ这里的天气非常好你看这里的天气非常好အချိန်ကပြတ်သွားရအောင်ဟုတ်တယ်နော်ဒါကြောင့်မလို့这里的天气非常好这里的天气非常好အဲ့ဆိုရင်နောက်ဆုံးတစ်လုံးကိုကျွန်တော်တို့ကအတန်အပြည့်好ဖတ်ပေးမယ်ရမယ်နော်နောက်တစ်ကြောင်းထပ်ကြည့်ကြည့်အောင်我喜欢吃红枣我喜欢吃红枣
你看喜欢喜欢ကြိုက်တယ်သဘောကျတယ်喜欢ဆိုရင်喜欢ကို我喜欢ဆိုရင်အချိန်ပြတ်သွားရောဟုတ်တယ်နော်ဒါကြောင့်မလို့我喜欢吃红枣红枣ကတရုတ်ဇီးဒီပေါ့နော်红枣ဒါကိုအပြည့်ဖတ်ပေးမယ်ရမယ်နော်好ဒါဆိုရင်တတိယအတန်တုံးကိုဘယ်အချိန်မှာအတန်တဝက်ဖတ်မလဲဘယ်အချိန်မှာအတန်အပြည့်စုံဖတ်မလဲဆိုတာကျွန်တော်တို့သိသွားကြပြီ好ဒါနဲ့တင်လုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူး第三声ကကျွန်တော်တို့ဘယ်လောက်ထိပြဿနာရှာလဲဆိုတော့နောက်ထပ်အတန်တုံးပြောင်းလဲခြင်းဆိုတာရှိသေးတယ်好အတန်ထွက်ကြီးကိုပြောင်းလဲရမှာနော်တတိယအတန်တုံးကသူ့ရဲ့အနောက်မှာ第一声第二声နဲ့第四声လိုက်တဲ့အချိန်ကြရင်တတိယအတန်တုံးကျွန်တော်တဝက်ပဲဖတ်ပေးတယ်အဲ့ဒါတော့အရှိတုန်းက format နဲ့အတူတူပဲပေါ့နော်ဘာလို့ဆိုတော့ तू ကနောက်ဆုံးတစ်လုံးဖြစ်မနေတဲ့အတွက်ကြောင့်မလို့သူ့ကိုအတန်တဝက်ဖတ်ပေးလိုက်တာပေါ့好那我们来看一下老师北京手机海边早餐好ဒီမှာဆိုရင်တတိယအတန်တုံးရဲ့အနောက်မှာ第一声လိုက်တယ်ဟုတ်တယ်နော်ဆိုတော့တတိယအတန်တုံးကိုကျွန်တော်တို့တဝက်ပဲဖတ်တယ်老师အကယ်၍များ老师လို့ကျွန်တော်တို့ဖတ်လိုက်တယ်ဆိုရင်အချိန်ကြီးကပြတ်သွားတာပေါ့နော်ဒါကြောင့်မလို့老师လို့ကျွန်တော်တို့မဖတ်ဘဲနဲ့老师 okay တရုတ်နိုင်ငံမြို့တော်က北京ဒီမှာလည်းအတူတူပဲ北京လို့ပဲဖတ်တယ်北京လို့ကျွန်တော်တို့မဖတ်ဘူးရမယ်နော်好အဲ့ဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြရအောင်第三声ရဲ့အနောက်မှာ第二声လိုက်တဲ့အချိန်ကျဘယ်လိုဖြစ်မလဲ老人海洋水瓶可能草莓好你看老人海洋အတူတူပဲဟုတ်တယ်နော်အရှိမကျွန်တော်တို့ကအတန်တဝက်ပဲဖတ်ပေးလိုက်တယ်အနောက်က第二声ဖြစ်နေတဲ့အတွက်ကြောင့်好အဲ့ဆိုရင်第三声ရဲ့အနောက်မှာ第四声လိုက်တဲ့အချိန်ဘယ်လိုဖြစ်သွားမလဲဆိုရင်ဥပမာ口罩老大领带讲话美丽好ဒီမှာလည်းအတူတူပဲဟုတ်တယ်နော်口罩老大领带အဲ့လိုမဖတ်ဘူး口罩老大领带အတန်ကိုတဝက်ပဲဖတ်မယ်ရမယ်နော်好ဒါဆိုရင်第三声ရဲ့အနောက်မှာတတိယအတန်တုံး第三声ပဲပြန်လိုက်တဲ့အချိန်ကျရင်ဘယ်လိုဖတ်မလဲအရှိရ第三声ကိုကျွန်တော်တို့က第二声ပြောင်းပေးရမယ်ရမယ်နော်ဥပမာ水桶你看水第三声桶第三声အခါကျရင်အရှိက水ကိုကျွန်တော်တို့က第二声ပြောင်းလိုက်တော့水 okay ရမယ်နော်水桶水桶好နောက်ထပ်ဥမာကောင်းမွန်တော့ကို丢လို့美好你看美好ဒါလည်းအတူတူပဲ美好လို့ဖတ်တယ်ရမယ်နော်မိခင်ဘာသာစကားက母语တလုံးချင်းကြည့်မယ်ဆိုရင်母语ရမယ်နော်ဒါကြောင့်မလို့母语အတန်တုံးကိုပြောင်းပေးလိုက်တာ好再来ယွန်ရှာမုံတီးတယ်သဘောမကျဘူးဆိုရင်ကျွန်တော်ဘယ်လိုပြောလဲ反感好နောက်တစ်ခုကျွန်တော်တို့ရဲ့ boss အလုပ်ရှင်ကိုကျွန်တော်တို့က老板ဒါကြတော့လူတိုင်းသိတယ်ဟန်နော်老板လို့ခေါ်တယ်好တရုတ်လူက老板ဒါလည်းအတူတူပဲ第二声ပြောင်းပေးတယ်老板好ဒါဆိုရင်ကျွန်တော်တို့第三声နှလုံးထပ်နေတဲ့စကားလုံးလေးတွေနဲ့ကျွန်တော်လေ့လာကြည့်ကြအောင်好ပထမတစ်လုံး忍者ပြီးရင်举手总统米酒洗澡ဆိုတော့ခုနကကျွန်တော်လေ့လာထားတဲ့အကြောင်းအရာကကြတော့第三声နှလုံးရဲ့အတန်ထွက်ပြောင်းလဲပုံဟုတ်တယ်နော်ဒါဆိုရင်第三声ကနှလုံးထဲမကပဲနဲ့3လုံး4လုံး5လုံးဒါမှမဟုတ်ရင်တကြောင်လုံးဖြစ်နေတဲ့အခြေအနေဆိုရင်ကျွန်တော်တို့ဘယ်လိုအတန်ထွက်မလဲကဲဆက်ကြည့်လိုက်ရအောင်好ဒီမှာကျွန်တော်ဥပမာအနေနဲ့第三声3လုံးကိုကျွန်တော်ဥပမာပြထားတာပေါ့နော်တတိယအတန်တုံး3လုံးမှာအရှိနှလုံးကတတွဲဖြစ်တယ်အနောက်ကြံတဲ့တစ်လုံးကကြတော့တီးတန့်ကွဲထွက်နေတဲ့အခြေအနေမျိုးဆိုရင်အရှိစာလုံးနှလုံးလုံးကိုကျွန်တော်တို့က第二声ပြောင်းဖတ်ပေးရမယ်好နောက်တစ်ခေါက်ပြန်ပြောမယ်第三声3လုံးရှိတဲ့အခြေအနေမျိုးမှာအရှိနှလုံးကစကလုံးအတွဲဖြစ်ပြီးတော့ကြံတဲ့နောက်တစ်လုံးကတီးတန့်ကွဲထွက်နေတယ်ဆိုရင်အရှိနှလုံးလုံးကိုကျွန်တော်တို့第
第二声标拍背没好ဥပမာကြည့်ကြည့်လိုက်ရအောင်好ပထမတစ်လုံးကပြခန်းကိုတရုတ်လိုက展览馆好ဒီထဲမှာကျွန်တော်ကြည့်ကြည့်ရအောင်展览馆သုံးလုံးက第三声ဖြစ်နေတယ်အဲ့ခါကျတော့展览ကစကားလုံးအတွေ့တစ်လုံးလေးလာကြည့်ရှုတာကို展览လို့ခေါ်တယ်好နောက်ဆုံးတစ်လုံးက馆ဆိုတဲ့အဓိပ္ပာယ်ကကျတော့အဲ့လိုအဆောက်အအုံနဲ့ပတ်သက်တဲ့စကားလုံးတစ်လုံးပေါ့နော်သူကခမ်းမလိုအဲ့လိုယုံအဲ့လိုပုံစံမျိုးကိုသူက馆လို့ခေါ်တာ好ဒါဆိုရင်展览နဲ့馆နဲ့ပေါင်းလိုက်တဲ့အချိန်မှာအရှိကနှလုံးလုံးကိုကျွန်တော်တို့က第二声ဖတ်တယ်展览馆ရမယ်နော်展览馆အဲ့လိုဖတ်ပေးမယ်好နောက်တစ်ခုက古典舞 okay 古典ကကြတော့အဲ့လိုရှေးခေတ်ဆန် classic ဖြစ်တာမျိုးကိုကြတော့古典လို့ခေါ်တယ်ဟုတ်舞ကကြတော့အကပေါ့နော်ဆိုတော့ရှေးခေတ်ကအကပုံစံပေါ့နော်တရုတ် TikTok တွေမှာဆိုမြင်ဘူးမှာပါဒီတရုတ်ဝတ်စုံတွေနဲ့အဲ့လိုမျိုးကတဲ့ဟိုလိုမျိုးအကမျိုးပေါ့နော်အဲ့ဒါကို古典舞လို့ခေါ်တယ်ရမယ်နော်ဒါဆိုရင်နောက်တစ်ခုကကြတော့အရှိတစ်လုံးကတီးတန့်ဖြစ်ပြီးအနောက်ကနှလုံးကတတွဲဖြစ်နေတယ်အဲ့လိုအခြေအနေမျိုးတာဆိုရင်တဲ့အရှိတစ်လုံးကိုအတန်တဝက်ပဲဖတ်ပြီးတော့အလေတစ်လုံးကိုဒုတိယအတန်တုံပြောင်းလဲပေးရမယ်好နောက်တစ်ခါပြန်ပြောမယ်第三声3ခုမှာအရှိစာလုံးကတီးတန့်ကွဲထွက်ပြီးတော့မှအနောက်နှလုံးကတတွဲတည်းဖြစ်နေတဲ့အခြေအနေမျိုးမှာဆိုရင်အရှိတစ်လုံးကိုတဝက်ပဲဖတ်မယ်အလေတစ်လုံးကို第二声ပြောင်းဖတ်မယ်ရမယ်နော်好ဒါဆိုရင်ကျွန်တော်ကြည့်ကြည့်ရအောင်小雨伞အဲ့ဆိုရင်雨伞က T ဟုတ်တယ်နော်雨伞 T သူအရှိက小第三声雨第三声伞第三声အဲ့ခါကျရင်小ကကျွန်တော်တီးတန့်ကွဲထွက်နေတဲ့အတွက်ကြောင့်မလို့小雨伞လို့ဖတ်တယ်好နောက်တစ်ခုကဘာလဲဆိုရင် okay 好老板你看好ကတတ်老板ကတတွဲဒါဆိုရင်好တဝက်ဖတ်တယ်老板老ကို第二声ပြောင်းဖတ်တယ်老板好老板ရမယ်နော်好ဒါဆိုရင်ကျွန်တော်တို့လေ့ကျင့်ခန်းလေးလုပ်ကြည့်ကြအောင်好ပထမတစ်လုံးက展览馆ဘာဖြစ်လို့လဲဆိုရင်အရှိက展览ကတတွဲ馆ကတတ်ဖြစ်နေတဲ့အတွက်ကြောင့်展览馆ဒီလိုဖတ်ပေးတယ်ရမယ်နော်好နောက်တစ်ခုက纸老虎ကျွန်တော်သိပြီးသား纸ကစက္ကူ老虎ကကြားဒါဆိုရင်စက္ကူနဲ့လုပ်တဲ့ကြားဆိုရင်纸老虎ရမယ်နော်好နောက်တစ်ခုက洗脸水 okay ဒီမှာလဲတူတူပဲ洗脸ကမျက်နှာတက်တာ水ကရေဆိုတော့မျက်နှာတက်တဲ့ရေကို洗脸水ရမယ်နော်洗脸水အရှိနှလုံးကို第二声ပြောင်းဖတ်တယ်洗脸水好နောက်တစ်ခုက小老鼠 okay ကြွက်ကလေးဟုတ်တယ်နော်老鼠ကကြွက်ဒီခါကျရင်小ကိုကျွန်တော်တို့ကအတန်တဝက်ပြောင်းဖတ်ပေးတယ်ဒါကြောင့်မလို့小老鼠ရမယ်နော်小老鼠好နောက်တစ်ခုက很美好你看美好ကောင်းမွန်တာဆိုတော့很ကအရန်ဆိုတော့အလွန်ကောင်းမွန်တော့ဆိုရင်很美好ဒီမှာ很ကိုတဝက်ပဲဖတ်တယ်很美好ရမယ်နော်နောက်ထပ်စာလုံးလေးတွေကိုပါကျွန်တော်တို့အတူတူဖတ်ကြည့်ကြအောင်古典美水彩笔手写体老古董手指甲打靶场小矮马草稿紙好ဒါဆိုရင်ကျွန်တော်တို့စာပြန်နှွေးကြည့်ကြည့်မယ်နော်好တတိယအတန်တုံးကိုကျွန်တော်တို့စကားပြောတဲ့အချိန်မှာစာကြောင်းရဲ့
အလေမှာရှိတယ်ဆိုရင်တတိယအတန်တုံးကိုအတန်တစ်ဝက်ပဲဖတ်တယ်စာကြောင်းရဲ့နောက်ဆုံးတစ်လုံးဖြစ်တဲ့အချိန်ကျရင်ဒါတတိယအတန်တုံးကိုအပြည့်ဖတ်ပေးမယ်နောက်ထပ်တတိယအတန်တုံးရဲ့အနောက်မှာ第一声第二声第四声လိုက်တဲ့အချိန်ကျရင်တတိယအတန်တုံးကိုလည်းအတန်တစ်ဝက်ပဲဖတ်ပေးမယ်ဒီထိရမယ်နော်ဟောနောက်တစ်ခုကဘာလဲဆိုရင်တတိယအတန်တုံးရဲ့အနောက်မှာတတိယအတန်တုံးမပြန်လိုက်တယ်ဆိုရင်အရှိကတတိယအတန်တုံးကို第二声ဒုတိယအတန်တုံးပြောင်းလဲပေးရမယ်နော်好နောက်ဆုံးတစ်ချက်ကဘာလဲဆိုရင်တတိယအတန်တုံး၃လုံးနဲ့အထက်ရှိတဲ့အခြေအနေမျိုးပေါ့ဟောဒီခါကျရင်ကျွန်တော်တို့ကစာလုံးရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ခွဲခြားပေးရတော့မယ်ဒီဆန်ရှင်၃လုံးရှိတဲ့အခြေအနေမှာအရှိနှလုံးကတတွဲတည်းဖြစ်ပြီးတော့အနောက်တစ်လုံးကတီးတန့်ဖြစ်နေတဲ့အချိန်ဆိုရင်အရှိကနှလုံးလုံးကို第二声ပြောင်းဖတ်ပေးရမယ်အကယ်၍အရှိတစ်လုံးကတက်တက်ဖြစ်ပြီးတော့အနောက်နှလုံးကတတွဲဖြစ်နေတယ်ဆိုရင်အရှိတစ်လုံးကိုတဝက်ပဲဖတ်မယ်အလေတစ်လုံးကိုကျွန်တော်တို့第二声ပြောင်းဖတ်ပေးမယ်ရမယ်နော်အခုကျွန်တော်စာလေးပြန်နှွေးပေးပြီးပြီဆိုတော့ကျွန်တော် challenge တစ်ခုလုပ်ခိုင်းမယ်ဟုတ်အခုဒီမှာကျွန်တော်စာကြောင်း၅ကြောင်းရေးပေးထားတယ်ဖင်းကင်းလေးကျွန်တော်ရေးပေးထားတယ်ဒီစာကြောင်း၅ကြောင်းကိုဘယ်လိုအတန်ထွက်ရမလဲဆိုတာကိုဒီဗီဒီယိုလေးကို pass ခဏလုပ်ထားပြီးတော့အရင်ဆုံးကိုယ့်ဘာသာကိုဖတ်ကြည့်မယ်ပြီးကြရင်ဒီဗီဒီယိုလေးကိုပြန်ဖွင့်ပြီးတော့ကျွန်တော်နဲ့အဖြေပြန်တိုက်ကြည့်မယ်好အခုကျွန်တော်အဖြေမှန်ကိုပြောပြပေးသွားပါမယ်好ပထမတစ်ကြောင်းက我想买2把小雨伞我想买2把小雨伞ဒုတိယတစ်ကြောင်းက请你给我2碗米粉请你给我2碗米粉တတိယတစ်ကြောင်းက我想找老板我想找老板စတုတ္ထတစ်ကြောင်းက小狗咬我手小狗咬我手နောက်ဆုံးတစ်ကြောင်းက老板请我买水果老板请我买水果 Okay ဒါဆိုရင်ဒီစာကြောင်း၅ကြောင်းမှာဘယ်နှကြောင်းမှန်ခဲ့တယ်ဆိုတာကိုကျွန်တော် comment မှာရေးပေးထားကြပါနောက်လာမယ့်ဗီဒီယိုတွေမှာလည်းတရုတ်စာရဲ့အခြေခံနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်လက်တွေဗဟုသုတတွေကိုကျွန်တော်ဆက်ပြီးတော့မှ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးကြဖို့လည်းမမေ့ပါနဲ့哦好那么今天的视频就到这感谢您的收看我们下一期再见拜拜我们在字里行间寻找彼岸当语言化作桥梁跨越时空的隔阂我们交换着眼神让学习成为一绪在指尖上闪烁雨桥在你我之间